ဒီနေ့ကမ္ဘာပေါ်မှာ Brazil, Angola, Mozambique, Goa, Macau လိုနေရာတွေမှာဘာကြောင့်တူနေတဲ့ဘာသာစကားတူနေတဲ့ယဉ်ကျေးမှုအချို့ကျန်နေမလဲဆိုရင်အဲ့ဒီအကြောင်းရဲ့အစဟာလွန်ခဲ့တဲ့6ရာစုနီးပါးကစတင်ခဲ့တဲ့ပေါ်တူဂီကိုလိုနီစနစ်ကြောင့်ပါ15ရာစုအစောပိုင်းမှာဥရောပနိုင်ငံတွေဟာအာရှကလာတဲ့စားငရုတ်ပိုးတယ်တွေကိုအယံလိုအပ်နေကြပါတယ်ဒါပေမဲ့ပြဿနာကအာရှဥရောပကုန်သွယ်ရေးလမ်းကြောင်းတွေကိုအာရပ်ကုန်သည်တွေကို Ottoman Empire ကထိန်းချုပ်ထားတာပါဥရောပနိုင်ငံတွေကအခွန်ကြီးပေးပြီးမှကုန်ပစ္စည်းတွေဝယ်ရပါတယ်ဒီအခြေအနေကိုအသင်းငယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ပေါ်တူဂီကလက်မခံနိုင်ခဲ့ပါဘူးဒီအချိန်မှာပေါ်တူဂီရဲ့သမိုင်းကိုပြောင်းလဲစေတဲ့လူတစ်ယောက်ပေါ်လာပါတယ်သူကတော့ Prince Henry the Navigator ပါသူကိုယ်တိုင်သင်္ဘောမမောင်းပေမဲ့ပင်လယ်ခရီးတွေကိုစနစ်တကျစီမံခန့်ခွဲခဲ့သူဖြစ်ပါတယ်သူကပင်လယ်မြေပုံတွေစုဆောင်းတယ်သင်္ဘောဒီဇိုင်းအသစ်တွေဖန်တီးတယ်ရေယာမှုတွေကိုလေ့ကျင့်တယ်ပြီးတော့အာဖရိကကိုဝိုင်းပြီးအာရှကိုရောက်နိုင်မလားဆိုတဲ့မေးခွန်းကိုအဖြေရှာခိုင်းခဲ့ပါတယ်1415ခုနှစ်ပေါ်တူဂီတပ်တွေကမြောက်အာဖရိကရှိစီယူတာဆိုတဲ့မြို့ကိုသိမ်းပိုက်လိုက်ပါတယ်ဒါဟာသမိုင်းပညာရှင်အများစုအမြင်မှာကမ္ဘာကိုလိုနီစနစ်ရဲ့တရားဝင်အစဖြစ်ပါတယ်စီယူတာဟာအာဖရိကရွှေကုန်တွေရေးကျွန်းကုန်တွေရေးအာရပ်ကုန်တွေလမ်းကြောင်းတွေရဲ့အချက်အချာနေရာပါဒီနေရာကိုသိမ်းလိုက်နိုင်တာနဲ့ပေါ်တူဂီဟာပင်လယ်အင်အားရှိတဲ့နိုင်ငံတစ်ခုဖြစ်လာပါတယ်စီယူတာနောက်ပိုင်းမှာပေါ်တူဂီဟာအာဖရိကကမ်းခြေတစ်လျှောက်တဆင့်ချင်းဆင်းလာပါတယ်မဒီရာအဇိုရက်စ်ကေဗာဒီနောက်ပိုင်းမှာအန်ဂိုလာနဲ့မိုဇမ်ဘစ်အထိရောက်သွားပါတယ်ဒီနေရာတွေမှာပေါ်တူဂီကစစ်ခံတပ်တွေတီးပြီးဒေတာခံတွေကိုထိန်းချုပ်ပါတယ်အထူးသဖြင့်အာဖရိကဒေတာမှာကျွန်းကုန်တွေရဲ့ဟာပေါ်တူဂီအတွက်အကြီးဆုံးအမြတ်ရတဲ့စီးပွားရေးဖြစ်လာပါတယ်လူတန်းနဲ့ချီပြီးဖမ်းဆီးခံရတဲ့အာဖရိကလူတွေကိုအမေရိကတိုက်ကိုပို့ပြီးအလုပ်လုပ်ခိုင်းခဲ့ပါတယ်1490ခုနှစ်တမိုင်းကိုလုံးဝပြောင်းလဲစေတဲ့အဖြစ်တစ်ဖြစ်ဖြစ်လာပါတယ်ဗာစကိုဒါဂါမာဆိုတဲ့ရေယာဉ်မှုကအာဖရိကကိုဝိုင်းပြီးပင်လယ်လမ်းကနေအိန္ဒိယကာလီကတ်ကိုရောက်ရှိခဲ့ပါတယ်ဒါဟာဥရောပကနေအာရှကိုပထမဆုံးတိုက်ရိုက်ပင်လယ်လမ်းကြောင်းဖြစ်ပါတယ်ဒီအချိန်ကစပြီးပေါ်တူဂီဟာအာရပ်ကုန်သည်တွေကိုမလိုတော့ပဲအာရှကုန်ပစ္စည်းတွေကိုတိုက်ရိုက်သယ်ယူနိုင်သွားပါတယ်အာရှမှာကိုလိုနီတည်ထောင်ခြင်းအာရှရောက်ဖိနောက်ပေါ်တူဂီဟာကုန်သွယ်ရေးအရေးကြီးတဲ့မြို့တွေကိုသိမ်းပိုက်ပါတယ်ဂိုဝါအိန္ဒိယအာရှအခြေစိုက်မြို့မာလကာအရှေ့တောင်အာရှကုန်သွယ်ရေးအချက်အခြာမကောင်တရုတ်နဲ့ကုန်သွယ်ရေးတကားဒီနေရာတွေမှာပေါ်တူဂီကစစ်ခံတပ်ဖျားကြောင်ကုန်သွယ်ရေးစခန်းတွေတည်ခဲ့ပါတယ်1900ခုနှစ်မှာပီဒရိုအယ်ဗာရက်စ်ကာဘရာဆိုတဲ့ရေယာဉ်မှုကမတော်တဆဘရာဇီးကိုရောက်သွားပါတယ်ဒီဘရာဇီးကလည်းပေါ်တူဂီရဲ့အရေးအကြီးဆုံးကိုလိုနီထပ်လာပါတယ်တကြားစိုက်ခင်းကော်ဖီစိုက်ခင်းရွှေတယန်ဇာရအလုပ်တွေမှာအာဖရိကကျွန်းတွေကိုအလွန်အမြင့်အသုံးချခဲ့ပါတယ်ဒါကြောင့်ပဲဘရာဇီးဟာယနေ့တိုင်ပေါ်တူဂီဘာသာစကားပြောနေစေပါ19ရာစုနောက်ပိုင်းမှာနယ်သာလန်ဗြိတိန်ပြင်သစ်တို့ကပင်လယ်အင်အားပိုကြီးလာကြတယ်ပေါ်တူဂီကလူအင်အားနဲ့စစ်အင်အားနဲ့ငွေကြေးအင်အားနဲ့ထစ်လာပြီးကိုလိုနီအချို့ကိုဆုံးရှုံးခဲ့တယ်20ရာစုအတွင်းမှာအန်ဂိုလာမိုဇမ်ဘစ်ဂွီနီဘီဆောင်ကိုလွတ်လပ်လာပါတယ်နောက်ဆုံးအနေနဲ့1999ခုနှစ်မခေါင်ကိုတရုတ်ပြန်ပေးခဲ့တဲ့အခါပေါ်တူဂီကိုလိုနီအင်ပါယာဟာတရားဝင်အဆုံးသတ်သွားခဲ့ပါတယ်ပေါ်တူဂီဟာကမ္ဘာကိုပင်လယ်လမ်းနဲ့ချိတ်ဆက်ပေးခဲ့တဲ့ပထမဆုံးကိုလိုနီအင်ပါယာပြစ်ပေမဲ့လည်းဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာကျွန်တွေရဲ့မျက်ရည်ဒီတကန်တွေရဲ့နာကျင်မှုယဉ်ကျေးမှုပျက်စီးမှုတွေကိုလည်းခြံထားခဲ့ပါတယ်ဒါဟာအောင်မြင်မှုနဲ့အမောင်ဘတ်နှစ်ဖက်လုံးပါတဲ့သမိုင်းတစ်ခုပဲဖြစ်ချင်ရှိခဲ့ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်သွားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်